ဘာမှလှုပ်ချင်တဲ့ညီကောင်မတို့တွေရှိကြတယ်ဟုတ်။ဘာလှုပ်ချင်တဲ့ညီကောင်မတို့တွေဒါမှမဟုတ်ခုမှကြောင်းကိကစား pressure လေးတွေရှိတဲ့အတွက်ကြောင့်မလို့သူတို့လေးတွေမိနေကြမျိုးကိုဖြစ်တဲ့ဘာမှလှုပ်ချင်တဲ့ဘာတွေလေ့လာဖို့လိုလဲဘာတွေကအနည်းဆုံးသိဖို့လိုရလဲဆိုတဲ့အားလေးကိုပြပြပေးပါမှာဖြစ်ပါတယ်။ဘာမှလှုပ်ချင်တဲ့ညီကောင်မတို့တွေရှိရပေါ့နော်။သို့ပေမဲ့တော်တော်များများကဘိုင်းရဲ့ customer အနေနဲ့ပဲဘိုင်းနဲ့ဘန်တစ်ခုနဲ့ပတ်သက်လာကြတာဆိုတော့လေဆိုတော့ဘာမှလှုပ်ချင်တယ်လို့ပြောပေမဲ့တချို့ကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဘန်လို့ပြောလို့ရှိရင်ဘန်ခွဲကိုပဲသိကြတာပေါ့နော်ဆိုတော့ဘာမှလှုပ်ချင်ပြီဆိုလို့ရှိရင်သိထားမှာကဘန်မှာနှစ်ပိုင်းရှိတယ်ဘန်ခွဲရှိတယ်ရုံးချုပ်ရှိတယ်ဒါဆိုရင်ကိုကဘန်ခွဲမှာလှုပ်ချင်တာလားရုံးချုပ်မှာလှုပ်ချင်တာလားအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုလေးလာမယ့် subject နဲ့ကိုသိထားမယ့်အရာလေးတွေကခွဲပြချထားပါတယ်ဘန်ခွဲမှာလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့တော်တော်များများဘန်ခွဲမှာလှုပ်ချင်တဲ့လူတွေကကိုရဲ့နေထိုင်ရာနေဆက်ရာမြို့နယ်မှာရှိတဲ့ဘန်ခွဲတွေမှာတချို့ကအလုပ်ဝေးသွားမလုပ်ချင်တဲ့လူမျိုးကတော့ဘန်ခွဲကိုရွေးတယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့banking industry ရော bank ရဲ့ management ဘိုင်းရောထဲထဲဝင်သိကျင်တဲ့လူတွေကတော့ bank office ဖြစ်တဲ့ head office တွေမှာလုပ်တာများပါတယ်။အဲကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဘဏ်ခွဲမှာပဲလုပ်ချင်နေဖြစ်စေရုံးချုပ်မှာပဲလုပ်ချင်နေဖြစ်စေအနည်းဆုံးတော့ communication skill လေးကတော့ကောင်းဖို့လိုပါတယ်။ပြီးလို့ရှိရင်ကိုကဆက်ဆံရမယ့် customer ကမြန်မာနိုင်ငံသားမြန်မာလူမျိုးမဟုတ်ဘဲနဲ့အခြားသောနိုင်ငံသားတွေလည်းဖြစ်နေတာဖြစ်တဲ့အတွက် language barrier မဖြစ်ရအောင်လို့ language ကိုလေ့လာဖို့လိုပါတယ်။နောက်တစ်ခုကတော့ကျမတို့ ID လောကကြီးဖြစ်တဲ့ ID ခစ်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကကွန်ပျူတာတော့အနည်းဆုံးအခြေခံလောက်တော့သိဖို့လိုပါတယ်နောက်ပိုင်းကျမှကျမတို့အတွက်လိုအပ်တာကတော့ကိုကစီးပွားဆိုင်ရာနဲ့ပတ်သက်ပြီးအနည်းဆက်ဆုံးအလုံးလုံးမဲ့လူဆိုလို့ရှိရင်တော့စီးပွားဆိုင်ရာလေးတွေကိုအခြေခံသဘောတရားလေးနားလည်ဖို့လိုပါတယ်ဒါကတော့banking industry ကိုစပြီးဝင်မဲ့ကနဦးသမားတွေအတွက်ကိုပြောချင်တာပါဒါကြောင့်ဘယ်သူပဲဖြစ်ဖြစ်တင်လာပဲဝင်ချင်း assistant ပဲဝင်ချင်းဒါမှမဟုတ် head office မှာပဲ junior associate senior associate အဲ့လို associate level နဲ့ပဲဝင်ချင်းဒီဖြစ်စေအနည်းဆုံးတော့ဒီ skill လေး3မျိုး4မျိုးလောက်ကတော့ကိုကကိုယ့်ရဲ့ဘွဲရပြီးချင်းကိုအတွက်ဒါလေးသိထားမယ်ဆိုလို့ရှိရင်အနည်းဆုံးတော့အထောက်အကူဖြစ်မှာပါကျေးဇူးများကြီးတင်ပါတယ်ရှင်